အိမ်နောက်ဖေးဈေးဆိုင်တီရှဲခါကဖခင်တူတီမိမိသားနှစ်ယောက်ကိုခေါ်ပြီးလင်အောက်ပါစကားကြီးငါးခွန်းကိုမှားကြားဆုံးပါလေ၏ချစ်သားတို့ဖခင်မရှိလင်တရွာတကြီးဆောက်ပါအိမ်နောက်ဖေးတွင်ဈေးဆိုင်တီးပါခေါင်းတရားသားကိုစားပါတနေ့ပစိုးသုံးခါလဲပါဥကောင်းသုံးလုံးရှိသူထံမှတင်ယူပါသားနှစ်ယောက်သည်ဖခင်စကားကိုမှတ်သားထားကြ၏ဖခင်ကွယ်လွန်သောသားငယ်သည်တရွာလင်တကြီးဆောက်၏အိမ်နောက်ဖေးတွင်ဈေးဆိုင်တီး၏ကြက်ဥကောင်းစိတ်ဥကောင်းတို့ကိုခေါင်းတရားပြီးအောင်ဝယ်ယူ၍စားတော့၏ထို့ကြောင့်သားငယ်၏ငွေများကုန်သဖြင့်ဆင်းရဲသွားလေ၏သားကြီးကမူဖခင်၏ဆုံးမစကားသည်ထူးဆန်းပေစွာဥကောင်းသုံးလုံးရှိသူကိုမေးအံ့ဟုလိုက်ရှာလေ၏ဤသို့ရှာနေစဉ်ရွာတရွာတွင်အဖိုးအိုတလောက်ကိုတွေ့၏အဖိုးအိုသည်အိုမင်းလွန်းသဖြင့်ထိုင်နေသောအခါတွင်ဒူးနှလုံးကြား၌ခေါင်းဝင်၍နေ၏အဝေးကကြည့်ပါကအဖိုးအို၌ခေါင်းသုံးလုံးရှိသည်ဟုထင်ရ၏အဖိုးအိုထံသို့သွား၍ဖခင်မှာခဲ့သောစကား၏အထိပ္ပယ်ကိုရိုသေစွာမေးလေသည်အဖိုးအိုကဤသို့ရှင်းကြလေ၏ငါမည်တရွာတကြီးစောက်ပါဆိုသည်မှာရောက်ရာအရက်တွင်မိတ်ဆွေဖွဲ့ပါဟုဆိုလိုသည်ဒုံမာတာခရီးသွားလာသောအခါမိခိုအားထားရမည်အိမ်နောက်ဖေးဈေးဆိုင်တီးပါဆိုသည်မှာအိမ်နောက်ဖေးတွင်ဟင်းဒီဟင်းရွက်ပင်များစိုက်ပါဟုဆိုလိုသည်ဒုံမာတာဈေးဖို့တတ်တာမည်ခေါင်းတရားသားကိုစားပါဆိုသည်မှာငါနှုံငါသည်ပဇွန်စိတ်တို့ကိုစားပါဟုဆိုလိုသည်ဤအစာမျိုးသည်အာဟာရလည်းထိ၍ဈေးလည်းချိုသည်တနေ့လင်ပစိုးသုံးခါလဲပါဆိုသည်မှာဝိထာတော်လုံကြီးကိုတနေ့သုံးခါလှည့်၍ဝစ်ပါဟုဆိုလိုသည်ဒို့မာသာအဆုတ်တက်တာမည်ဥကောင်းသုံးလုံးရှိသူထံမှတင်ယူပါဆိုသည်မှာအသက်အရွယ်ကြီးသူထံမှတင်ယူပါဟုဆိုလိုသည်ဒို့မာသာအသိပညာဗဟုသုတတိုးကွမည်ထိုအခါသားကြီးသည်ဆုံးမစကား၏အတိတ်ဘယ်ကိုကောင်းစွာသဘောပေါက်၍အဖိုးအိုပြောသည့်အတိုင်းလိုက်နာသဖြင့်ကြီးပွားချမ်းသာလာလေသည်